လှကျင်လွန်လို့ plastic surgery လုပ်ရေးလက်လွန်သွားသူများဒီလောကကြီးမှာလူတိုင်းဒီပါလှကျင်လွန်လို့ပြင်ဆင်ကြတယ်ဆိုပေမဲ့တချို့သူတွေရဲ့လှပခြင်းစိတ်ကကြောက်ကြကောင်းလာအောင်ပြင်ထန်လွန်ပါ၏နောက်ပြီးဒီပညာတွေတိုးတက်လာတဲ့ခေတ်မှာအလားအပါအတွက်ခွဲစိတ်ကုသတဲ့ကိစ္စကလည်းထမင်းသားရေတောက်ဖြစ်လာခဲ့ရပါတချို့သူတွေကြတော့လေဘလောက်ပဲခွဲစိတ်ပြုပြင်နေပါစေကိုမျက်နာကိုစိတ်တိုင်းမကြလို့အကြိမ်ကြိမ်ထပ်ခွဲစိတ်တတ်ကြပါသေးရဲ့ဒီလိုခွဲစိတ်ကြရင်ပင်ကိုရုပ်ထက်ပိုဆိုးတဲ့အခြေအနေတွေလည်းဖြစ်လာတတ်ပါ၏အားလုံးပဲမင်္ဂလာပါကျမတို့ရဲ့ channel လေးကနေကြိုဆိုလိုက်ပါဒီနေ့ဗီဒီယိုလေးမှာတော့လှကျင်လွန်လို့ခွဲစိတ်ကမှပိုဆိုးသွားတဲ့ဆယ်လီတွေရဲ့ဖြစ်ရတချို့ကိုဝေမျှပေးသွားမှာဖြစ်ပါဟမ်မီရိုကူတဘာဝပေးထားတဲ့အလှပကိုတံမိုးမထားတတ်တဲ့ဟမ်မီရိုကူရဲ့လှပခြင်းစိတ်ကသူ့ကိုပြန်ဒုက္ခပေးသွားခဲ့တာပါဟန်ကောင်မော်ဒယ်နဲ့အဆိုတော်ဖြစ်တဲ့ဟန်ရဲ့အလှကရွက်ကျန်းရည်ကြိုအစင်တက်တာလွန်ခဲ့ရပါဒါအောင်မကျေနပ်နိုင်တဲ့ဟန်တယောက်အသက်28နှစ်အရွယ်မှာ plastic surgery လုပ်ဖို့အဆုံးဖြတ်ခဲ့ပါဟန်ကောင်မှာလုပ်ဖို့အဆင်မပြေတာကြောင့်ဂျပန်ကိုပြောင်းခဲ့ပြီးမျက်နှာပေါ်ကစိတ်တိုင်းမကျတဲ့အစိတ်ပိုင်းတွေကိုစိတ်ရှိတိုင်းခွဲစိတ်ခဲ့ရပါဘလောက်ထိခွဲစိတ်ခဲ့လဲဆိုရင်ဂျပန်ကဆရာဝန်တွေကဟန်ကိုဆက်ပြီးခွဲစိတ်မပြီးတော့တဲ့အထိဖြစ်ပါအဲအားကြောင့်ဟန်တယောက်တောင်ကိုရီးယားကိုထပ်ပြောင်းခဲ့ပါကိုရီးယားမှာလည်းခွဲစိတ်မှုတွေထပ်လုပ်နေခဲ့လို့နောက်ဆုံးမှာမိဘအရင်းတွေကဟန်ကိုမမှတ်မိနိုင်တော့တဲ့အထိဖြစ်ခဲ့ရပါဒီချိန်မှာတော့ဟန်တယောက်ခွဲစိတ်မှုတွေရဲ့ဘေးထွက်ဆိုးကျိုးတွေကိုလည်းစပြီးခန်းစားနေခဲ့ရပါပြီဒါတော့မှမျက်နှာပြုပြင်တဲ့ကိစ္စတွေကိုဟန်ကလက်မလျှော့သေးပါဘူးခွဲစိတ်မှုတွေထပ်မလုပ်တော့ပေမဲ့စီလီကွန်ထိုးထည့်တဲ့ကိစ္စတွေကိုလုပ်နေခဲ့ရပါကန်ဆိုးကျင်တော့ဟန်သုံးတဲ့စီလီကွန်တွေဈေးကွက်ထဲမှာပြတ်သွားပြီးနောက်ရရအမျိုးအစားတွေကိုထိုးထည့်နေရင်မျက်နှာကတနေ့တခြားရုပ်ပြက်ဆင်းပြက်ဖြစ်လာခဲ့ပါဒီမျက်နှာကြီးနဲ့ဟန်တယောက်အနုပညာအလုပ်တွေကိုလည်းဆက်မလုပ်နိုင်တော့ပါဘူးဟန်ကိုဂရုဏာတက်တဲ့ပရိသတ်တချို့ရဲ့ကူညီမှုနဲ့မျက်နှာခွဲစိတ်မှုကိုပြန်လုပ်ခဲ့ပေမဲ့အရွယ်အစားပေးရှော့ချနိုင်ခဲ့ပြီးမူလမျက်နှာကိုတော့ပြန်မရနိုင်တော့ပါဘူးအိမ်နောက်ဟန်တယောက်စိတ်ဖိစီးမှုတွေကြောင့်ကျန်းမာရေးဆရာဝန်နဲ့ကုသမှုခံယူခဲ့ရသလိုတစ်ဖက်ကလည်းစားဝတ်နေရေးအတွက်အဝတ်ထဲဟောင်းတစ်ဆိုင်မှာဝန်ထမ်းအဖြစ်ဝင်လုပ်နေခဲ့ရပါတယ်ဒီချိန်မှာတော့ဟန်တယောက်တဘာဝတက်ပိုလာကျင်ခဲ့တဲ့စိတ်ကိုနောက်နာရလို့မဆုံးနိုင်အောင်ပဲရှိနေကြရဖြစ်ပါတယ်မိုက်ကီယိုရဲ့ plastic surgery ခီးကတော့သူများတွေနဲ့မတူပါဘူးလက်ဝိသမားဖြစ်ခဲ့တဲ့မိုက်ကီယိုကမျက်နှာပေါ်ကဒဏ်ရာဟောင်းတွေပြောက်သွားအောင် plastic surgery လုပ်ခဲ့တဲ့သူပါအရင်တုန်းကတရုတ်ဆောင်လုပ်ခဲ့ပြီး1990ခုနှစ်ကြာမှလက်ဝိနယ်ပယ်တဲကိုခြေချခဲ့တဲ့မိုက်ကီယိုတယောက်တာထွက်ကောင်းခဲ့ပါတယ်စနပွဲစတိုက်အနိုင်ရပြီးနောက်ပိုင်းမိုက်ကီယိုတယောက်အောင်မြင်မှုတွေယူလာနိုင်ပေမယ့်မျက်နှာပေါ်မှာတော့တန်ရာတန်ချက်တွေကျန်ခဲ့ပါတယ်တချို့လက်ဝိသမားတွေကဒီလိုတန်ရာတန်ချက်တွေကိုအမတ်တရအနေနဲ့မျက်နှာပေါ်မှာပဲထားမှာဖြစ်ပေမယ့်ရုပ်သံတွေမှာမကြာခဏတက်ရောက်ရတဲ့မိုက်ကီယိုကဒီတန်ရာတွေကိုခွဲစိတ်ချင်နေပါတယ်အဲအားကြောင့်လည်းမျက်နှာလေးအဆင်ပြေပြေဖြစ်သွားအောင် plastic surgery တွေလုပ်ခဲ့ပါတယ်တစ်ချိန်ခွဲစိတ်လိုက်စိတ်တိုင်းမကျဖြစ်လိုက်နောက်တစ်ချိန်ခွဲစိတ်လိုက်နဲ့မိုက်ကီယိုရဲ့ plastic surgery ခီးစဉ်ကလည်းမှန်ထတာထက်ပိုရှည်လာခဲ့ပါတယ်ဒီချိန်မှာသူ့ရဲ့မျက်နှာကလည်းအရင်မျက်နှာနဲ့တော်တော်ကွာခြားနေပါပြီဒီချိန်မှာတော့မိုက်ကီယိုလည်းခွဲစိတ်မှုတွေကိုလုံးဝရပ်ဆိုင်းလိုက်ပါတော့တယ်ပြီးတော့လက်ရှိဖြစ်တဲ့မျက်နှာထားကိုမကြိုက်သေးပေမဲ့ခွဲစိတ်မှုတော့ထပ်မလုပ်တော့ဘူးဆိုတာကိုအင်တာဗျူးတွေမှာဖြေခဲ့ရဖြစ်ပါတယ်အန်နာစတေးရှားပုဂရက်ရှာယူကရိန်းမော်ဒယ်တယောက်ဖြစ်တဲ့အန်နာရဲ့မျက်နှာအလှပြင်းတဲ့ခီးကလည်းမျိုးစုံကျိုးခုံနေအောင်ဆောင်လာပါတယ်သူကမျက်နှာဘိုတော့ထိုးတာခွဲစိတ်တာမျက်နှာပြင်းတာနှာခေါင်းရိုးဖော်တာစသဖြင့်စိတ်ထင်တိုင်းခွဲစိတ်ခဲ့တဲ့သူလည်းဖြစ်ပါတယ်ဒီလိုလုပ်ရတဲ့ရည်ရွယ်ချက်ကပိုလာဖို့ဖြစ်ပေမဲ့အန်နာတယောက်ပါးဆောင်ရိုးတွေပိုဖောင်းထွက်လာပြီးကာတွန်းကားတွေကဘီလိမ်မကြီးတွေလို့ဖြစ်လာခဲ့ရပါအန်နာ plastic surgery စားလုပ်တဲ့အချိန်ကအသက်26နှစ်ဖြစ်ပြီးအဲဒီတုန်းကရိုးရိုးရင်နဲ့ချစ်စရာပုံစံရှိပါတယ်အန်နာကသူခွဲစိတ်ခဲ့တဲ့အခြေအနေတွေကိုလည်းဗီဒီယိုရိုက်ပြီး online မှာတင်ကအတွေ့အကြုံတွေကိုဝေမျှခဲ့ပါတယ်နောက်ပြီးတခါတလေကြာရင်ကိုရိုင်းနှကန်းဖစ်လာထိုးတဲ့ဗီဒီယိုတွေကိုလိုက်လွှင့်ပြတတ်ပါတယ်ဒီချိန်မှာအန်နာတယောက်ခက်ကြမ်းကြမ်းရုပ်ကြီးပိုင်ဆိုင်နေခဲ့ပါပြီဘီလိန်ကာတွန်းရုပ်ကြီးပုံစံပေါက်နေပေမဲ့အန်နာကတော့ဒီအချိန်ထိသူ့ကိုယ်သူလှတယ်လို့ထင်နေတော့မှာပဲ2020ကလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာတော့အန်နာကတချို့ခွဲစိတ်မှုတွေကိုမှားယွင်းပြီးလှုပ်ဆောင်မိခဲ့ကြောင်းတစုံတစဝန်ခံခဲ့ပါတယ်နောက်ပြီးဒီအချိန်ရောက်တော့မှရလာတဲ့အခြေအနေတွေကိုလက်ခံရတော့မှဖြစ်ကြောင်းလည်းပြောခဲ့ပါသေးတယ်ရာဂျီနာရီနီစင်ရာဂျီကတော့အမေရိကန်စာရေးဆရာအဆိုတော်တဦးဖြစ်ပြီး LGBT အခွင့်အရေးလှုပ်ရှားသူတယောက်အနေနဲ့လည်းလူသိကြပါတယ်ရုပ်သံရှိုးတွေထဲမှာလည်းအမြဲပါတတ်တဲ့သူဖြစ်ပြီးကိုပိုင်ရုပ်သံရှိုးတစ်ခုလည်းထုတ်လွှင့်ခဲ့ပါတယ်ရာဂျီရဲ့ရုပ်သံရှိုးထဲမှာမျက်နှာခွဲစိတ်ကုသသူတွေရဲ့အတိမ်းဆောင်တွေကိုဆွေးနွေးပြောဆိုကြပါတယ်
ရာဂျီကိုရိုင်ကဒီလိုခွဲစိတ်မှုတွေမျှော်မှန်းမထားတဲ့အခြေအနေကိုရလာခဲ့တဲ့သူဖြစ်ပါတယ်။ဒီကိုယ်လုံးကိုစီးထိုးတဲ့နေရာစီးထိုးခွဲစိတ်တဲ့နေရာခွဲစိတ်လုပ်ခဲ့တဲ့ရာဂျီဟာစိတ်တိုင်းမကျတဲ့ခန္ဓာကိုယ်ကိုပဲပိုင်ဆိုင်ခဲ့ရပါ။အဲဒီအချိန်အားစပြီးလူတွေနဲ့ကင်ကင်နေခဲ့သလိုစိတ်ကျန်းမာရေးဆရာဝန်တွေနဲ့ပါကုသမှုခံယူခဲ့ရတာပါ။နောက်ပြီးဒီလိုခွဲစိတ်မှုတွေလုပ်ခဲ့တဲ့အပေါ်နောင်တရမိကြောင်းလည်းဝန်ခံခဲ့ပါတယ်။ဆက်ပြီးတော့လည်းဖြစ်နိုင်ရင်တဘာဝအလားပါကိုတန်ဖိုးထားဖို့ရာဂျီကတိုက်တွန်းနေကြရဖြစ်ပါတယ်။ဒီနေ့ကြောင်းရလေးကတော့လှကျင်လွန်းလို့ plastic surgery လုပ်မိကမှပိုဆိုးသွားတဲ့ဆယ်လီတချို့ရဲ့အကြောင်းလေးပဲဖြစ်ပါတယ်။အားလုံးပဲဒီဗီဒီယိုလေးကနေထူးဆန်းတာလေးတွေသိလိုက်ရလို့နှစ်သက်လိုက်မယ်လို့ထင်ပါတယ်။ဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင် like လေးနှိပ်ပြီးအားပေးသွားပါဦး။ဒီလိုဗီဒီယိုလေးတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့မလွတ်ရအောင်လို့ channel လေးကို subscribe လေးလုပ်ထားဖို့တိုက်တွန်းလိုက်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။